အားလုံးပဲမင်္ဂလာပါခင်ဗျာကြာသပတေးနေ့မနက်မှာဆိုလို့ရှိရင် Premier League ပွဲစဉ်တွေအပြင်တခြားသောLa Liga ပွဲစဉ်နဲ့ German Poker ဖလားပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့အကောင်းဆုံးပွဲစဉ်နှစ်ပွဲကိုကျွန်တော်ထုံးစံတိုင်းရွေးချယ်သုံးသပ်တင်ဆက်ပေးကြပါတယ်ခင်ဗျာမနေ့ကလည်းကိုညီကိုတွေ okay ကြမယ်ထင်ပါတယ်ကျွန်တော်ဒါ City Goal အပေါ်လေး free ပွဲစဉ်အဖြစ်ကျွန်တော်ရွေးချယ်ပေးခဲ့တာအဆင်ပြေသွားခဲ့တယ် Mama Group မှာဆိုလို့ရှိရင်လည်းဒါ Leverkusen Bori နဲ့ဘာစီလိုနာတီကိုပွဲစဉ်မှာဂိုးအပေါ်ကိုဒါမန်ဘာပွဲစဉ်အဖြစ်ရွေးချယ်ပေးခဲ့တာလေဒါ all win ပေါ့နော်မနေ့ကအားလုံးပဲ okay ကြမယ်လို့ထင်ပါတယ်ဆိုတော့ Mama Group မှာတော့ဒါ3ရက်ဆက်အပေါင်းတွေတောက်လျှောက်ထွက်ခဲ့တာမျိုးရှိပါတယ်ပေါ့နော် Mama Group လေးကို join နေတဲ့ညီကိုတွေအတွက်လည်းဒါ join လို့ရပါတယ် okay ဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်နှစ်ပွဲကိုသုံးသပ်ပေးခြင်းပါတယ်ပထမဆုံးကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့ Wolf အသင်းနဲ့ Nottingham Forest အသင်းရဲ့ပွဲစဉ်ကိုကျွန်တော်ခမန်းသုံးသပ်ပေးခြင်းပါတယ်ကြာသပတေးနေ့မနက်2 နာရီ Molinas Wolf အသင်းရဲ့အိမ်ကွင်းမှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ပထမဆုံးပြောချင်တာက Wolf အသင်းကိုကျွန်တော်ဒီယာဒီမှာပေါ့နော်ဒါနှစ်ပွဲကျွန်တော် Wolf အသင်းကိုရွေးချယ်ပေးခဲ့တာမျိုးရှိတယ်နှစ်ပွဲစလုံးကလည်းရလဒ်ပိုင်းမကောင်းခဲ့ဘူးပေါ့နော် Wolf နဲ့ပဲဒါကံမဆက်တာလားမသိဘူး Wolf ရဲ့ chase one ကလည်းဒီယာဒီမှာတော်တော်လေးဆိုးဝါးနေပါတယ်ကျွန်တော်လက်ရှိအမှတ်ပေးစရာမှာကြည့်မယ်ဆို Wolf အသင်းကဒါရမှတ်2မှတ်ပဲရရှိထားတာဖြစ်တဲ့အတွက်ကိုလက်ကျန်ပွဲစဉ်တွေမှာဒါရလဒ်မကောင်းဘူးဆိုလို့ရှိရင်တော့ဒီယာဒီမှာ Wolf ကတန်းဆင်းရဖို့ရာခိုင်နှုန်းတော်တော်လေးများသွားပြီဆိုတော့အိမ်ဝင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေလည်းရှုံးအဝေးကွင်းကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေလည်းရှုံးတာဖြစ်တဲ့အတွက် Wolf ကတော့ဒါအသင်းတိုင်းကိုအနိုင်နိုင်တဲ့ခြေစွမ်းမျိုးမရှိဘဲနဲ့ကိုတော်တော်လေးဆိုးဝါးနေတယ် Premier League နိုင်ပွဲလုံးဝမရရှိသေးတဲ့ဒါတသင်းနဲ့တော့အသင်းလည်းဖြစ်တယ် Current Form ရနောက်ဆုံး၄ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်း၄ပွဲစလုံးရှုံးထားတယ်တိုက်စစ်ပိုင်းကလည်းတကူမှမရရှိထားဘဲနဲ့တော်တော်လေးဆိုးဝါးနေပါတယ် Forest ကတော့နောက်ပိုင်းပွဲစဉ်တွေမှာရလဒ်ပိုင်းကောင်းထားတယ်တိုးတော်လည်းနောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ Brighton 2-0ဆိုတဲ့ရလဒ်မျိုးနဲ့အိမ်ကွင်းမှာရှုံးနေခဲ့တယ်တိုးတော့လက်ရှိအနေထားမှာ Forest ကတော့ Wolf အသင်းထက်စားလို့ရှိရင်ရလဒ်လေးတွေကောင်းတယ်ပြီးတော့တဦးချင်းဆွမ်းဆောင်ရည်မြင့်မားတဲ့ကစားသမားတွေပိုင်ဆိုင်ထားတယ်ဒါအပြင်နီးပြနူနိုဆန်တိုရဲ့ဥဆောင်မှုနဲ့ဆိုတော့ Forest ကတော့အတက်ဘက်ကိုသွားနေတဲ့အခြေအနေမျိုးလေးမှာရှိပါတယ်ဒါကြောင့်လည်းလက်ရှိအခြေအနေမှာနှစ်သင်းကြားထဲမှာ Molisnet မှာကံမယ်ဆိုပေမဲ့လည်းအပေါ်အသင်းဖြစ်ကတော့ Nottingham Forest ကရှိနေပြီးတော့ Forest ကပဲအကျော်ပေးလာနိုင်တဲ့အခြေအနေမျိုးလေးမှာရှိပါတယ်ကျွန်တော် head to head ကိုကြည့်ရအောင်ဆိုတော့ head to head အရာပြီးခဲ့တဲ့ရာသီက Wolf ရဲ့အိမ်ကွင်း Molinas မှာပဲ Forest ဒီဒါ3ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု2ကြိမ် Molinas မှာ Forest ဒီမရှုံးထားတာဖြစ်တဲ့အတွက်ကိုအနီးကပ်ဆုံးဒီနှစ်အပိုင်းခြားတွေမှာ Wolf အိမ်ကွင်းမှာ Forest ကအသာရထားတာကိုကျွန်တော်တွေ့ရပါတယ် okay ဆိုတော့ကျွန်တော်လက်ရှိအာရှဈေးကွက်ရဲ့ဖွင့်လှစ်မှုကိုကြည့်အောင်အာရှဈေးကွက်ရဲ့ဖွင့်လှစ်မှုအရဆိုလို့ရှိရင်တော့ Wolf အသင်းအိမ်ကွင်းဖြစ်ပေမဲ့ကျွန်တော်ရှေ့ရပြောသလိုလက်ရှိရလဒ်တွေကြောင့်အဝေးကွင်းကနေပြီးတော့ level 40ဝန်းကျင်ခန့်အကျော်ပေးလာတာမျိုးရှိတယ်။ကိုပေါင်းကြီးကတော့ဒါ 2-55 ဆိုတဲ့အကျော်ပေးမှုလေးပေးလာပါတယ်။သို့တော်လည်းဒီနေ့မှလည်းကျွန်တော်ထပ်ပြီးတော့ပေါ့နော်ဒါ Wolf ကိုပဲရွေးချယ်ပေးခြင်းတယ်ပေါ့နော်စွန့်စားခြင်းတာမျိုးရှိတယ်ကျွန်တော်ရှေ့မှာပြောလို့ Wolf ကိုကျွန်တော်နှစ်ပွဲဆက်ပေါ့နော်ကြိုက်ခဲ့တာမျိုးရှိပေမဲ့ရလဒ်ပိုင်းမကောင်းခဲ့ဘူး။ဒါတော့ဒါ Wolf ကိုကျွန်တော်ကြိုက်တယ်ပေါ့နော်ဒါ3ပွဲမြောက်လို့ပြောရမှာလေးဖြစ်တယ်။ဆိုတော့ level 40ဆိုတာကမျှတတယ်ဆိုပေမဲ့ Molinasမှာ Wolf အနေနဲ့ဒီစချိန်တော့ရုန်းကန်သင့်ပြီလို့တော့ကျွန်တော်ထင်တယ်ပြီးတော့ level 40ဆိုတဲ့အနေထားကလည်းဒါတိတ်မတင်မကျအကျော်ပေးမှုမျိုးလေးဖြစ်နေတယ်ကိုပေါင်းကြီးအရဆိုလို့ရှိရင်လည်း 2-55 ဆိုတာဂိုးနဲ့သွားနိုင်ပွဲရှိတဲ့အနေအထားမှာပေါ့နော် Wolf အနေနဲ့မရှုံးအောင်ပေါ့နော်ဒါတရီလောက်တော့ခံကန်နိုင်လိမ့်မယ်လို့တော့ကျွန်တော်တို့ဒီပွဲစဉ်မှာယုံကြည်နေမိတယ်ပေါ့နော်ဆိုတော့ဟိုနိုင်မှုမနိုင်မှုထက် Wolf အနေနဲ့တရီလောက်တော့ Molinas မှာပရိသတ်တွေကိုစိတ်မပြတ်အောင်ပေါ့နော်ဒါရုံထွက်သင့်ပြီလို့တော့ရုံထွက်တဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ကျွန်တော် Wolf ကိုပဲကြိုက်တယ်ပေါ့နော် Wolf ကိုပဲကျွန်တော်ထပ်ပြီးတော့ရင်ခုန်စွန့်စားချင်တာမျိုးရှိပါတယ်ဆိုတော့အကြမ်းမတူတဲ့ညီကိုတွေကတော့ဘက်ကန်လို့ရပါတယ်ခင်ဗျာဆိုတော့နောက်ထပ်ပွဲစဉ်လေးတစ်ပွဲကိုကျွန်တော်ခံမှန်းကြည့်ရအောင်ပေါ့နော်နောက်ထပ်ပွဲစဉ်ကတော့ကျွန်တော် Brighton အသင်းနဲ့ Aston Villa အသင်းရဲ့ပွဲစဉ်ကိုခံမှန်းပေးခြင်းပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ Brighton အသင်းရဲ့အိမ်ကွင်းမှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်လေးဖြစ်ပါတယ်ဆိုတော့ Current Form တွေအရတော့နှစ်သင်းစလုံးကရလဒ်ပိုင်းတော်လေးကောင်းတာတယ်ဆိုတော့ Brighton ဆိုလို့ရှိရင်နောက်ဆုံး၄ပွဲဆက်မှာ3ပွဲထိနိုင်တယ်တပွဲတည်ကြထားတယ်နောက်ဆုံး2ပွဲမှာဆိုလို့ရှိရင်လည်း Brentford ကို 2-1 နဲ့နိုင်တယ် Forest ကိုအဝေးကွင်းကနေပြီးတော့ Z2 နဲ့နိုင်ထားတယ် Aston Villa အသင်းဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ5ပွဲစလုံးမရှုံးထားဘူးနောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်2ပွဲမှာဆိုလို့ရှိရင်တော့ League ကို 2-1 နဲ့နိုင်တယ် Wolf ကို 1-0 ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ထားတယ်ဒါကြောင့်လည်းလက်ရှိအမှတ်ပေးစရာမှာတော့ဥရောပဝင်ခွင့်ထိညှော်မှန်းလို့ရတဲ့အနေအထားထိနှစ်သင်းရရပ်တည်နေတာမျိုးရှိတယ် Aston Villa အဆင့်4နေရာမှာရမှန်24မှတ်နဲ့ Brighton အသင်းကလည်းရမှန်22မှတ်နဲ့အဆင့်5နေရာမှာဆိုတော့အမှတ်ပေးစရာရဲ့အထက်အောက်နှစ်သင်းတွဲဆုံနေတဲ့ပွဲစဉ်Okay ဆိုတော့ကျွန်တော် head to head ချက်ကြည့်ရအောင်ပေါ့နော် head to head အရာတော့ပြီးခဲ့တဲ့ရာသီက Brighton အသင်းရဲ့အိမ်ကွင်းမှာဒါ April လတုန်းကတွေ့ဆုံခဲ့မှုမှာ Aston Villa အသင်းက 3-0 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ် Z3 ပေါ့နော် Aston Villa အဝေးကွင်းဆိုတော့ရှေ့တရာသီကတော့ Brighton အသင်းရဲ့အိမ်ကွင်းမှာ Brighton က 1-0 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်အနီးကပ်ဆုံးကတော့ Aston Villa ကတာထားတယ် Current Form တွေကလည်းမတိမ်မယိမ်းပဲလူစင်းအရာလည်းနှစ်သင်းစလုံးက
မတိမ်မြင်းလို့ပဲကျွန်တော်ပြောရမှာလည်းဖြစ်တယ် Brighton မှာလည်းကစားသမားကောင်းတွေရှိသလို Aston Villa အသင်းမှာလည်းအလုံးသိကြတဲ့အတိုင်းပဲကစားသမားကောင်းတွေရှိနေတယ်လက်ရှိခြေတန်းအရာကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် Brighton ကို Spa အနေနဲ့အိမ်ကွင်းကနေပြီးတော့ဒါ level 60နဲ့80ပတ်ချလဲပေးထားတယ်လက်ရှိရဲ့အကျိုးပေးမှုရဆိုလို့ရှိရင်လည်း Brighton ဒီ Aston Villa ကို level 60နဲ့80ဝန်းကျင်ကြာအကျိုးပေးရတာမျိုးရှိတယ်ကိုပေါင်းကြီးရတော့3+ 80နဲ့85ဝန်းကျင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ဒီခြေတန်းအရာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Spa ရဲ့ Aston Villa ရဲ့ Brighton ရဲ့ခြေတန်းရအရန်ကြီးတော့မကွာဘူးတိုးတော့ Spa တော့နည်းနည်းလေးမြင့်တယ်လို့ပြောရမှာလည်းဖြစ်တယ်ဆိုတော့ Spa နဲ့ Villa ရဲ့တွဲဆုံမှုမှာလည်း Spa ဒီ Villa ကိုဒါ level 60နဲ့ level 80ပတ်ချလဲပေးရတာဖြစ်တဲ့အတွက်လက်ရှိမှာ Brighton ဒီ level 60ပေးထားရဲဆိုတာတော့ဒါ fair ဖြစ်တဲ့အကျော်ပေးမှုလို့ပြောလို့ရတယ်ကျေးမာတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒါကျေးတန်းလူအသင်းတွေကအင်ကွင်းအဝေးကွင်းမှာကျွန်တော်အများအားပြောနေကြအတိုင်းပဲပေါ့နော်ဒါ plus 100 minus 100ဟာတဲ့အနေထားမှာကျေးတန်းလူအသင်းဆိုလို့ရှိရင်ဥမာ Brighton အနေနဲ့ဒါ fair ဖြစ်တဲ့အကျော်ပေးမှုဆိုလို့ရှိရင်တော့တမယိုးကြဆိုလို့ရှိရင်တော့ဒါ level 50ကတော့ပုံမှန်ပေးရမယ့်အနေထားမျိုးလက်ရှိမှာ level 50ထက်ပိုပြီးတော့ level 60လောက်ထိအကျော်ပေးလာတာကတော့ဒါမာတယ်လို့ပဲသုံးသပ်ရမှာပေါ့နော်ဆိုတော့ဒီအနေထားမှာတော့ကျွန်တော်ကတော့Brighton ကိုပဲရင်ခုန်စွန်သားတင်တယ်လို့ထင်တယ်ပေးတင်ပေးထိုက်တဲ့အကျော်ပေးမှုကိုပေးထားတယ်ဒါတွန်းဆုပ်တဲ့အကျော်ပေးမှုတွေပေါ့နော် level 20 level 30ဆိုတာမျိုးမဟုတ်ဘဲနဲ့50ထက်ကျော်ပြီးတော့ကျွန်တော်တို့ဒါ level 60ဝန်းကျင်ပေါ့နော်လက်ရှိခြေတန်းအရာအကျော်ပေးထားတာဖြစ်တဲ့အတွက်ကို Brighton အသင်းနဲ့ပဲရင်ခုန်စွန်သားကျင်တာမျိုးရှိပါတယ်ဒါကတော့ကြာသပတေးနေ့မနက်မှာရှင်မြန်ကစားမဲ့ပွဲစဉ်တွေထဲကပေါ့နော်ကျွန်တော်အကြိုက်ဆုံးပွဲစဉ်နှစ်ပွဲကိုရွေးချယ်သုံးသပ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ကြာသပတေးနေ့တရက်စာအတွက်ပဲမမဝင်ကျင်တဲ့ညီကိုတွေလည်းjoin လို့ရလို့ပေါ့နော်တလစာမမ group ကို join နေတဲ့ညီကိုတွေလည်း Fiverr number လေးကို high ပြီးတော့ join လို့ရပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျအမြင်လေးတွေ comment box မှာဝင်မျှပေးသွားခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ